ပြည်သူများမင်္ဂလာပါစပို့ဆိုင်ယူချင်နေမှနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့စပို့ဆိုင်ယူချင်နေဆိုရင်ဖြင့်အားကစားတဲ့နဲ့1 Championship ရဲ့အကြောင်းအရာလေးတွေကိုရှောက်ပွဲစုစည်းကတင်ဆက်ပေးလျက်ရှိပါတယ်ကျွန်တော်ရဲ့စပို့ဆိုင်ယူချင်နေကိုအားပေးရှင်ဆိုရင်တော့ Subscribe လုပ်ပြီးတော့ Notification ခေါင်းလေးကိုတစ်ချိန်နှိပ်ပေးတော့ဖို့မိတ်ဆွေများကိုအသိပေးလိုက်ရပါတယ်မြမကုံဆောင်အောင်လာရဲ့အကြောင်းလေးဖြစ်ပါတယ်ပြည်သက်ကြီးရေအောင်လာရှောက်လန်းခဲ့တဲ့1 Championship ရဲ့အကြောင်းအရာလေးတွေကိုပဲမိတ်ဆွေများကိုမျှဝေသွားမှာဖြစ်ပါတယ်ဒါမဲ့အောင်လာကတော့ဒီရှင်ကတော့အသက်30နောက်9နှစ်အရွယ်သို့ရောက်ရှိလာပါပြီဖြစ်ပါတယ်ကစားသမားဘဝကိုဘေးအရှင်ဘေးနေရာမှာအဆုံးသတ်မလဲဆိုတာကိုဖွင့်ဟလာတဲ့အောင်လာစကားလေးတွေကိုကျွန်တော်ရဲ့မိတ်ဆွေများကိုမျှဝေတင်ဆက်သွားမှာဖြစ်ပါတယ်အဲ့ဒါကတော့အောင်လာကသာစစ်မှန်တဲ့ချန်ပီယံဖိုက်တာကောင်းတူပါလို့ရှိကျူလာသည့်ပြင်ပဟောင်းဒေးဗစ်ပြောတဲ့စကားလေးတွေပဲဖြစ်ပါတယ်ပြည်သက်ကြီးရေဒါပေမဲ့ကတော့အောင်လာဘေးနေရာမှာအားကစားသမားကိုအဆုံးသတ်မလဲဆိုတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်ပြည်သက်ကြီးရေအသက်30နှစ်ခရိုနစ်အရွယ်သို့ရောက်ရှိနေပြီဖြစ်တဲ့မြန်မာပြည်သက်ရဲ့ရှစ်တွားကရှင်သားကြီးအောင်လာအဆန်းသည်မကြာတစ်ခင်အရှင်ကအင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပြီး၎င်းတို့ရဲ့အနာဂတ်မှာ၎င်းရှောင်းလန်းလို့သည့်လမ်းကြောင်းတစ်ခုကိုဖွင့်ဟလာခဲ့ပါတယ်အောင်လာအဆန်းသည် professional ဘဝတွင်1 championship လက်အောက်၌နှစ်အတော်ကြာကစားခဲ့သူဖြစ်ပြီး light heavyweight တန်းနဲ့ middleweight တန်းတွင်နှစ်ထက်ကွင်းချန်ပီယံဂုဏ်ပုတ်ကိုပိုင်ဆိုင်ထားခဲ့မှုတဲ့စွမ်းဆောင်ရည်မြင့်မားတဲ့ဖိုက်တာတဦးလေးဖြစ်ပါတယ်ပြည်သက်ကြီးလက်ရှိမှာတော့အွန်လိုင်းဆန်ဟာချန်ပီယံကပတ်အားလုံးကိုဆုံးရှုံးခဲ့ပြီးဖြစ်ပြီးပါမန်ဖိုက်တာတဦးဖြစ်နေတာရက်တည်နိုင်ခဲ့ပါတယ်ပြည်သက်ကြီးအသက်ရွယ်ပိုင်းရဖိုက်တာဘဝပိုင်းကိုရောက်ရှိပြီးဖြစ်တဲ့အွန်လိုင်းဆန်ဟာဖိုက်တာဘဝမှာနောက်တစ်ကြိမ်မီဒဝိတ်ဒန်မာချန်ပီယံဖြစ်ရှင်ကြောင်းကိုအင်တာဗျူးတစ်ခုတွင်ပြည်သက်များကိုဖွင့်ဟလာတာပဲဖြစ်ပါတယ်ပြည်သက်ကြီးလက်ရှိမှာတော့ကျွန်တော်ကမီဒဝိတ်ဒန်အတွက်ပဲအာယုံစိတ်ထားပါတယ်တရှင်က light heavyweight တန်ထိကျွန်တော်ကတက်ထိုးပေမဲ့လေဒီရှိမှာတော့ light heavyweight တန်ကိုတက်ထိုးဖို့စိတ်ကူးမရှိတော့ပါဘူးဒါကခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲလို့အောင်လာကပြောတော့ပါတယ်ပြည်သက်ကြီးမီဒဝိတ်ဒန်အတွက်ပဲအာယုံစိတ်ထားပြီးဒီမီဒဝိတ်တန်းတော်ပဲကျွန်တော်ပြင်ဆင်မှုတွေလုပ်ထားပါတယ်နောက်တပွေးထိုးရမှာဖြစ်ပြီးအဲ့ဒီအပွေးအတွက်ကိုပဲအပြည့်အဝအာယုံစိုက်ထားပါတယ်ဒေရှိမှာတော့နောက်ပွေးအထက်အရေးကြီးတာကကျွန်တော်မှာမရှိတော့ပါဘူးဟုအောင်လာဟာဖွင့်ဟတော့တာပဲဖြစ်ပါတယ်အောင်လာအဆန်းရေးပြောကြချရအောင်လာအဆန်းဟာသူတရှင်ကအောင်မြင်ခဲ့မှုတဲ့ light heavyweight တန်ကိုစွန့်ခေါ်ဖို့အဘီပိုင်ဆုံးဖြတ်ခဲ့ပြီးသူရဲ့ professional ကစားသမားဘောကို middleweight တန်းမှာသာအဆုံးသတ်ဖို့ပြင်ဆင်ထားတယ်လို့မိတ်ဆွေများကိုမျှဝေတင်ဆက်ပေးလိုက်ရပါတယ်ပြည်သက်ကြီးနောက်တစ်ခါတော့အောင်လာနဲ့ပြင်ပကစားသမားဟောင်းဒီဘယ်ပဲဖြစ်ပါတယ်အောင်လာဆန်းကသာစစ်မှန်တဲ့ချန်ပီယံဖိုက်တာတူပါဟုရှီကျူလိုက်သည့်ပြင်ပဟောင်းဒေးဗစ်ဖြစ်ပါတယ်ပြည်သက်ကြီး1 championship အသေးကျော်ကျွန်တော်တို့မြန်မာပြည်သက်မြတ်ရဲ့အရှိတော်ကရှင်သားကြီးအောင်လာဆန်းသည်ယခုလိုနှစ်သက်ကွန့်ချန်ပီယံဟောင်းဖြစ်ခဲ့တာကြောင့်လေအောင်လာသည်1 championship မှာပုံရိပ်မြင့်မားသလိုပြည်သက်မြတ်ရဲ့တခဲနဲ့အားပေးမှုကိုလေအခိုင်အမာရရှိထားတဲ့မြမကုံဆောင်သူရေးကောင်းတူဦးလေးဖြစ်ပါတယ်ဒါပြင်အောင်လာဆန်းသည်မကြာခင်မှာ၎င်း၏ပြင်ပဖိုက်တာများနဲ့အရှဖိုက်တာများစီကရှိကျူဂုံပြူစကားတွေပြောဆိုရှင်ခံခဲ့ရတာလေးဖြစ်ပါတယ်ပြည်သက်ကြီးယခုဒီကြီးမှာတော့အောင်လာရဲ့ပြင်ပဟောင်းတူဖြစ်ပြီးအောင်လာနဲ့3ကြိမ်တိုင်ရင်ဆိုင်ထိုးသက်ခေပူသည့်ရုရှားဖိုက်တာဘက်ဒလီဒီဗက်ကအောင်လာဆန်းကိုအင်တာဗျူးတစ်ခုမှာရှိကျူစကားဖွင့်ဆိုတော့ခဲ့ပါသေးတယ်ပြည်သက်ကြီးဒီဘက်ပြောတော့ကတော့အောင်လာဟာ1 championship မှာရင်ဆိုင်ရတာအရန်ခက်တဲ့ဖိုက်တာတူပါပဲသူကစွမ်းဆောင်ရည်ပိုင်းအလွန်ကောင်းသည့်ဖိုက်တာတူပါဒါကြောင့်လေသူကနှစ်ထက်ကွင်းချန်ပီယံဖြစ်ခဲ့တာပါသူကကျွန်တော်အတွက်ပြင်ပဟောင်းတူဖြစ်ပြီးကျွန်တော်လေးစားအကြသည့်ဖိုက်တာတူပါဟုအောင်လာအဆန်းကိုရုရှားဖိုက်တာဒီဗလီဒီဘက်ကရှိကျူစကားတွေပြောဆိုခဲ့ပါသေးတယ်ပြည်သက်ကြီးအောင်လာနာဒီဗက်တို့သည်ပြီးခဲ့သည့်နှစ်ဖေဖော်ဝါရီလ25ရက်နေ့ကတတိယအကြီးမကြေပွေထိုးသက်ခဲ့ပြီးဒီဗက်သည်အောင်လာကိုတိုင်အဆုံးဖြစ်ဖြင့်ထက်မှန်အနိုင်ရရှိခဲ့ပါတယ်ဒါကြောင့်အွန်လိုင်းနဲ့ဒီဘက်တို့၏ထိတ်တိုက်တွေ့ဆုံမှုမှာအရင်နှင်းခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီဘက်ကတော့အွန်လိုင်းအဆန်းဟာချန်ပီယံအရေးအသွေးတွေကျန်ရှိနေပြီးမီဒဝိတ်တန်းမှာတော့ချန်ပီယံဖြစ်နိုင်မိဖိုက်တာကောင်းတူဖြစ်ကြောင်းသူ့ရဲ့အင်တာဗျူးတွင်ဖွင့်ဟရှိကျူစကားတွေပြောဆိုလာတာပဲဖြစ်ပါတယ်ပြည်သက်ကြီးနောက်တစ်ခါမှာတော့အိုင်တိုင်စီကိုပွဲစီဆိုင်ပေးဖို့1 championship မှာပြင်ဆင်နေတယ်လို့သိရပါတယ်ပြည်သက်ကြီးတွေအားလုံးအွန်လိုင်းအဆန်းနဲ့ထိုးသက်ခဲ့သည့်ဘရာဇီးဖိုက်တာလီအန်ဒရို
အိုင်တိုင်းစစ်ကိုမှတ်မိကြအောင်မေလို့ထင်ပါတယ်အိုင်တိုင်းစစ်ကဟာအောင်လာအစန်းနာထိုးသက် KB နောက်ပိုင်းဂျပန်ဖိုက်တာတအုပ်ဖြစ်သည့်ယူရှင်အိုမီဂါနဲ့ပွတ်တေခေတော်လေးပဲပွတ်အနည်းကက်မှာပွေးပြက်ခေးရပါတယ်ပရိသတ်ကြီးရဲ့နောက်ထပ်ပွေးဆိုင်တစ်ပွေးအဖြစ်အိုင်တိုင်စစ်ကို1ချန်ပီယံရှစ်သို့အသက်ရောက်လာခဲ့သည့်ဒီဘက်ဘရန်ရှန်နဲ့ထက်မှန်ပွတ်တေခေတော်လေးပဲပွေးအနည်းနောက်ကက်ရှိမှာကိုဘက်ပြဿနာကြောင့်ထက်မှန်ပွေးပြက်ခေးရပါတယ်အဲဒါကြောင့်အိုင်တိုင်စစ်တယောက်ပွေးကျင်းစာမိနေပြီးပွေးတေမထိုးရတာဆိုတာလေစိုင်းစားစရာဖြစ်နေပါတယ်ယခုချိန်မှာတော့1ချန်ပီယံရှစ်ဘကအိုင်တိုင်စစ်ကိုထပ်မံပွတ်တေဖို့စီစဉ်နေကြကြောင်းသိရှိရပါတယ်ပရိသတ်ကြီးရေအိုင်တိုင်စစ်တီအောင်လန်ဆန်းကမကြည်ပွေးပြင်းလေထိုးတဲ့ရှင်တော်လေးပဲအောင်လန်အဆန်းကတရုတ်ဖိုက်တာဖိုင်အောင်နဲ့ပွေးဖြစ်တာကြောင့်သူတို့နှစ်ဦးပွေးဟာဖြစ်လာနိုင်ခြေမရှိပါဘူးအဲဒါကြောင့်အိုင်တိုင်စစ်ရေနောက်ထပ်ပြင်ပကဘယ်သူဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ပရိသတ်ကြီးရေကျွန်တော်ရဲ့ပရိသတ်ကြီးရောဘယ်သူဖြစ်လာမလဲလို့ထင်ကြပါသလဲကျွန်တော်ရဲ့ပရိသတ်များကိုအိုင်တိုင်စစ်ပွေးတေးပေးဖို့1ချန်ပီယံရှစ်ကပြင်ဆင်နေတဲ့အကြောင်းလေးကိုမျှဝေတင်ဆက်ပေးလိုက်ရပါတယ်အဲဒါကြောင့်မြန်မာကုံဆောင်အွန်လိုင်းအစမ်းကိုရှိကျူစကားပြောတဲ့နေရာလေးမှာလေးပဲနိုင်ငံတကာမှာရှိတဲ့1ချန်ပီယံရှစ်ရဲ့ပြင်ပဟောင်းတွေကလည်းအွန်လိုင်းကိုရှိကျူစကားတွေအနေနဲ့ရက်ကပြောတော့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေရိုးသားမှုကြိုးစားမှုနဲ့ပေါ်လွင်ထင်ရှားတဲ့ဆက်ဆံရေးကောင်းတဲ့အွန်လိုင်းကိုတော့တကဘာလုံးကရှစ်ခင်အားပေးကြတယ်ဆိုတာကိုကျွန်တော်ရဲ့ပရိသတ်များသိပြီးသားဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲဒါကြောင့်ကျွန်တော်ရဲ့အွန်လိုင်းကိုအားပေးလိုက်ကြရအောင်ပါလို့ကျွန်တော်ရဲ့ sponsor ကျူးချင်တွေကမိတ်ဆွေများကိုအသိပေးလိုက်ရပါတယ်ဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ